မင်္ဂလာပါကျမအခု April လဆန်းမှာပေါ့နော်extended fasting ကျင့်ဖြစ်ပါတယ်ဆိုတော့ကျမ April 1 ရက်နေ့ည10:00နာရီလောက်ကနေစပြီးမစားတော့ဘူးဆိုတော့အခုဒီနေ့အခု April 3 ရက်နေ့ပေါ့နော်ညနေ6:00နာရီထိုးနေပြီဆိုတော့ကျမအခု fasting ကျင့်တာဒီည10:00နာရီဆိုရင်48နာရီပြည့်ပြီဆိုတော့အခု6နာရီဆိုတော့ကျမ44နာရီလောက်ရှိသွားပြီဆိုတော့အခုကျမဒီနှစ်ထဲမှာဆိုရင်ဒါတတိယအကြိမ် extended fasting ကျင့်ဖြစ်တာပေါ့နော်February ဒီနှစ်အဖို့ပေါ့2025အဖို့ဆိုတော့ February မှာကျမ2ခေါက်ကျင့်ဖြစ်ပါတယ်အခုဒီ April လဆန်းမှာတစ်ချိန်ပေါ့နော်ဆိုတော့ extended hour ကျင့်ရခြင်းအကျိုးကျေးဇူးတွေပေါ့နော်အဲ့ဒါတွေကိုကျမအခုလက်ရှိကျမတို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့သဘာဝဘေးအန္တရာယ်ကြီးနဲ့ငလျင်နဲ့ပတ်သက်ပြီးတော့လည်းကျမ intermittent fasting extended fasting ပေါ့နော်ဘယ်လိုကျမတို့မျိုးသဘာဝဘေးအန္တရာယ်တွေခက်ခဲတွေပေါ့နော်အဲ့ဒါရင်ဆိုင်နိုင်ဖို့ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာလေးကိုပြောပြပေးပါမယ်အခုကျမတို့ဒီစကိုင်းပြည့်ရွေကျော်အကြောင်းဖြစ်တဲ့ငလျင်ပေါ့နော်ဆိုရင်အဲ့မန္တလေးစကိုင်းတဝိုက်ပေါ့နော်အဲ့မှာဒီငလျင်ဒဏ်ခံရတဲ့သူတွေထဲမှာတချို့တွေဆိုလို့ရှိရင်ပိတ်မိနေတာအများဆုံးဆိုရင်နိုင်125နာရီတို့နောက်နိုင်200တောင်ကျမတွေ့လိုက်သေးတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်နိုင်အကြာကြီးပိတ်မိနေတယ်ဆိုအဲ့ဒီအချိန်မှာကျမတို့အစားမစားပြဖို့များတယ်အရန်ကန်ကောင်းရင်တော့အစားတောက်ရည်ရနိုင်တဲ့သူလည်းပါတယ်သူလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အရန်ရှားပါလိမ့်မယ်အများစုကတော့စားတောက်မရှိရဲ့ပိတ်မိနေတဲ့အခါမှာအစားတောက်လည်းလက်လှမ်းမမီတာဖြစ်မယ်စားတောက်မရှိတဲ့နေရာမှာဖြစ်သွားမှာပဲပေါ့နော်နောက်ပြီးတော့ရေတောင်မှရပါဦးမလားရေတောက်ဖို့တောင်မှရှိပါမလားပေါ့ကျမတို့တွေးမိတာပေါ့နော်အများစုကတော့စားတောက်ကိုရေရောမရှိနိုင်ဘူးသူတို့ပိတ်မိနေတဲ့အချိန်မှာဆိုတော့အဲ့ခါမှာဘာမှအစာရေစာပြက်လက်သွားတာပေါ့နော်ဆိုတော့အဲ့တံခံရတာပေါ့နော်ဆိုတော့ကျမတို့လူတွေရဲ့ခံနိုင်ရအားလည်းအားသိရပါတယ်တချို့ဆိုပြီးတကယ်ကိုခံနိုင်ရှိရပေါ့နော်ဒါကတော့အသက်အရွယ်ကျန်းမာရေးအခြေအနေယောဂအခန်းရှိမရှိပေါ့နော်ကံတရားပေါ့နော်ဆိုတော့အဲ့ဒါတွေပေါ့အကုန်လုံးမူတည်တာပေါ့ဆိုတော့အဲ့လိုမျိုးအဲ့လိုကျမတို့ကအဲ့လိုပိတ်မိနေတဲ့အခြေအနေမှာဆိုရင်ဘာမှအစားရေရောမရှိဘဲနဲ့နေရတာပေါ့နော်ဆိုတော့အဲ့လိုကြားတဲ့ခါကျတော့ကျမပို့ပြီးတော့အဲ့လို fasting ကိုအချိန်ကြာပေါ့နော် extended fasting ကိုပို့ပြီးတော့ရှင်းဖို့ motivation ပို့ရတယ်ဆိုတော့ဘာမှမပြောနိုင်ဘူးကျမတို့လည်းချိန်မှာပေါ့နော်အဲ့လိုမျိုးဘေးရန်တွေကြုံရတဲ့ခါမှာဒါကိုကတက်လုံကောင်းအောင်ပေါ့နော် stamina ပေါ့ resilience ကိုလေ့ကျင့်ယူတာပေါ့နော်အခုကျမတို့ဒီစကိုင်းပြည့်ရွေကျော်အကြောင်းဖြစ်တဲ့ငလျင်ပေါ့နော်ဆိုရင်အဲ့မန္တလေးစကိုင်းတဝိုက်ပေါ့နော်အဲ့မှာဒီငလျင်ဒဏ်ခံရတဲ့သူတွေထဲမှာတချို့တွေဆိုလို့ရှိရင်ပိတ်မိနေတာအများဆုံးဆိုရင်နိုင်125နာရီတို့နောက်နိုင်200တောင်ကျမတွေ့လိုက်သေးတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်နိုင်အကြာကြီးပိတ်မိနေတယ်ဆိုအဲ့ဒီအချိန်မှာကျမတို့အစားမစားပြဖို့များတယ်အရန်ကန်ကောင်းရင်တော့အစားတောက်ရည်ရနိုင်တဲ့သူလည်းပါတယ်သူလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အရန်ရှားပါလိမ့်မယ်အများစုကတော့စားတောက်မရှိရဲ့ပိတ်မိနေတဲ့အခါမှာစားတောက်လည်းလက်လှမ်းမမီတာဖြစ်မယ်စားတောက်မရှိတဲ့နေရာမှာဖြစ်သွားမှာပဲပေါ့နော်နောက်ပြီးတော့ရေတောင်မှရပါဦးမလားရေတောက်ဖို့တောင်မှရှိပါမလားပေါ့ကျမတို့တွေးမိတာပေါ့နော်အများစုကတော့စားတောက်ကိုရေရောမရှိနိုင်ဘူးသူတို့ပိတ်မိနေတဲ့အချိန်မှာဆိုတော့အဲ့ခါမှာဘာမှအစာရေစာပြက်လက်သွားတာပေါ့နော်ဆိုတော့အဲ့တံခံရတာပေါ့နော်ဆိုတော့ကျမတို့လူတွေရဲ့ခံနိုင်ရအားလည်း
အားသိရပါတယ်တချို့ဆိုလေတကယ်ကိုခံနိုင်ရှိရပေါ့နော်ဒါကတော့အသက်အရွယ်ကျန်းမာရေးအခြေအနေယောဂအခန့်ရှိမရှိပေါ့နော်ကံတရားပေါ့နော်ဆိုတော့အဲ့ဒါတွေကအကုန်လုံးမူတည်တာပေါ့ဆိုတော့အဲ့လိုမျိုးအဲ့လိုကျမတို့ကအဲ့လိုပိတ်မိနေတဲ့အခြေအနေမှာဆိုရင်မအစားကြီးအစားအရေရောမရှိဘဲနေနေရတာပေါ့နော်ဆိုတော့အဲ့လိုကြားတဲ့ခါကျတော့ကျမပို့ပြီးတော့အဲ့လို fasting ကိုအချိန်ကြာပေါ့နော် extended fasting ကိုပို့ပြီးတော့ရှင်ပို့ motivation ပို့ရတယ်ဆိုတော့ဘာမှမပြောနိုင်ဘူးကျမတို့လည်းချိန်မှာပေါ့နော်အဲ့လိုမျိုးဘေးရန်တွေကြုံရတဲ့ခါမှာဒါကိုကတက်လုံကောင်းအောင်ပေါ့နော် stamina ပေါ့ resilience ကိုလေ့ကျင့်ယူတာပေါ့နော်